နိပညာကိုစိတ်ဝင်စားသူများအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လက်ရှိနိပညာလောကမှာတကယ်ကို hot ဖြစ်နေတဲ့အကြောင်းအရာတစ်ခုကိုဆွေးနွေးသွားကြပါမယ်အထက်ကတော့ N8N ကိုအသုံးပြုပြီး Zapier နဲ့ Agent တွေကို Telegram စီဘယ်လိုအထာချချချိတ်ဆက်မလဲဆိုတဲ့နည်းလမ်းကိုတိကျလေးရှင်းလင်းတင်ပြသွားမှာပါပုံမှန်အလိုလျောက်စနစ်တွေလောက်ပဲမဟုတ်ပေ AI ရဲ့အစွမ်းကိုပါထည့်သွင်းအသုံးပြုမှာဆိုလို့တကယ်ကိုစိတ်လှုပ်ရှားစရာပါပဲကဲအချိန်မဆွဲပဲတန်ပြီးစားလိုက်ကြရအောင်ညပိနာသမားတယောက်ဖြစ်တဲ့နန်ဘီရဲ့သုံးသက်ချက်လေးတစ်ခုကိုရင်ဆုံးချိလိုက်ကြရအောင်ဗျာ။သူက NAN ကိုဆွီဇာလန်စစ်သုံးသားတဲ့လက်နဲ့တင်စားသွားတာတကယ်ကိုထိမိပါတယ်။ဘာလို့လဲဆိုတော့ဆွီဇာလန်စစ်သုံးသားဆိုတာတေးသေးလေးပြီးမြင်လိုအပ်တဲ့ကိရိယာပေါင်းစုံပါဝင်နေတယ်လို့မျိုး NAN ကလည်းပြဿနာပေါင်းစုံကိုဖြေရှင်းပေးနိုင်တဲ့တူးတွေအကုန်စုစည်းထားတဲ့နေရာတစ်ခုဖြစ်နေလို့ပါပဲ။စီကူရီးယားရှုပ်ထွေးလာတဲ့လုပ်ငန်းစဉ်တွေကိုလက်တွေ့မှာအလွယ်တကူအကုန်ထည့်ဖော်ပေးနိုင်တဲ့တကယ်အစွမ်းထက်စနစ်ကြီးတစ်ခုလို့ပြောလို့ရပါတယ်။ဒီနေ့ရှင်းလင်းတင်ပြချက်မှာပါတယ်ပါမလဲဆိုတာအကြမ်းဖြင်းကြည့်လိုက်ကြရအောင်။ N8N ဟာ Zapier နေရာမှာဘလို့အစားထိုးဝင်ရောက်လာတယ်လဲဆိုတာရင် N8N ရဲ့ AI agent တွေအကြောင်း Telegram နဲ့ Smart Chat ချိတ်ဆက်နည်းအမားယွင်းတွေကိုအထာချချဖြည့်ရှင်းနည်းနဲ့ကန့်သက်ချက်မရှိတဲ့အလိုလျောက်စနစ်တွေကိုဘလို့တည်ဆောက်မလဲဆိုတဲ့ချက်တွေကိုအဓိကထားဆွေးနွေးသွားမှာဖြစ်ပါတယ်။အပိုင်းတက်အနေနဲ့ပုံမှန်တုံးနေကြအလိုလျောက်စနစ်တွေမှာကြုံရလိရှိတဲ့အခက်အခဲတွေကိုဘလို့ကျော်လွှားမလဲဆိုတာနဲ့ Zapier ရဲ့အကောင်းဆုံးအစားချိုးရွေးချယ်စရာဖြစ်တဲ့ N8N အကြောင်းကိုစတင်လေ့လာကြည့်ကြမယ်။ NN ကပုံမှန် Zapier လို့ system တွေထက်ဘာကြောင့်ပိုတာနေလဲဆိုတာနိုင်ရှင်းကြည့်ရအောင်ဗျ။ Zapier လို့ system တွေကတုံးရတာလွယ်ကူပေမဲ့ကိုလုတ်ချင်တာတွေကိုကန့်သက်ချက်တွေအများကြီးရှိတယ်ပြီးတော့ဈေးကလည်းတော်တော်လေးမြင့်နေလी NN ကြတော့ local system ဖြစ်တဲ့အပြင်ကိုပိုင်စာပါနဲ့ပါအသုံးပြုလို့ရတော့ကန့်သက်ချက်ဆိုတာလုံးဝကိုမရှိတော့ပါပဲသူက no based ဆိုတော့အစင်းစင်းချိတ်ဆက်တည်ဆောက်ရတာအရန်ကိုလွတ်လပ်မှုရှိပါတယ်ဒါကြောင့်လဲ Zapier အစားထိုးဆိုပြီးရှာလိုက်ရင်ထိတ်ဆောင်ကနေအများရန်ပါလာတာလုံးဝအံ့ဩစရာမဟုတ်ပါဘူးကဲအပိုင်းနဲ့ကိုဆက်သွားကြရအောင်ဒီစနစ်ကြီးတစ်ခုလုံးရဲ့ဦးနောက်လို့ခေါ်ဆိုနိုင်တဲ့ N8N AI agents တွေနဲ့မိတ်ဆက်ပေးပါမယ်နေမညာစကလုံးတွေချီပဲသုံးနေရင်ရှုပ်သွားနိုင်လို့နည်းနည်းရှင်းပြပါမယ် AI agents တွေဆိုတာ Rational Logic တွေထက်အများကြီးပိုပါတယ်ဥပမာသူတို့က OpenAI ဒါမှမဟုတ် Anthropic လို့ AI model တွေကိုသုံးပြီးအခြေအနေရပြောင်းလဲနိုင်စွမ်းရှိတဲ့တခြားတဲ့ဦးနောက်တစ်ခုလို့အလုပ်လုပ်တာပါLangchain node တွေကိုပေါင်းစပ်ထားတော့ရှုပ်ထွေးတဲ့အချက်လက်တွေကိုစီမံခန့်ခွဲရမှာတကယ်ကိုအသေးချာဆုံးနဲ့အထီရောက်ဆုံးပါပဲခိုင်မာတောင်းတင်းတဲ့ AI ဖြစ်လာဖို့ဒီအဓိကအစိတ်ပိုင်း၅ခုလိုအပ်ပါတယ် Builder AI ရဲ့လမ်းညွှန်ချက်တွေအလွယ်တကူမှထားလို့ရပါတယ်ပထမဆုံးစဉ်းစားဆင်ခြင်နိုင်ဖို့ chat models တွေလိုမယ်ဒုတိယကအပြင်လောကနဲ့ထိတွေ့ဖို့ chiller data က launching tools တွေတတိယကအတိတ်ကအကြောင်းအရာတွေကိုမှတ်မိဖို့ memory buffers တွေစက်တိုထကရလာတဲ့ရလက်တွေကိုတည်တက်အောင်ပုံစံချပေးမဲ့ parcels တွေနောက်ဆုံးကတော့အချက်လက်တိုက်ကြီးဖြစ်တဲ့ vector storage တွေပဲဖြစ်ပါတယ်ဒီအစိတ်ပိုင်းတွေအားလုံးပေါင်းစပ်သွားမှအစွမ်းထက်တဲ့ AI တခုထွက်ပေါ်လာတာပါအရေးကြီးဆုံးမချရမယ့်အချက်ကတော့ AI agent ဟာလုပ်ငန်းစဉ်တစ်ခုလုံးရဲ့ဦးနောက်လို့အလုပ်လုပ်တယ်ဆိုတာပါပဲအချက်အလက်တွေရုပ်လာပြီဆိုတာနဲ့ဘာဆက်လုပ်ရမလဲဆိုတာကိုသူကပဲအဓိကစဉ်းစားဆုံးဖြတ်ပေးပါတယ်ဒါပေမဲ့စဉ်းစားလို့ရတဲ့အဖြေတွေကိုအပြင်လောကစီပြန်ထုတ်ပေးဖို့ဆိုရင်ဘာဆက်တစ်ခုခုတော့လိုအပ်လာပြီလေအဲ့ဒီနေရာမှာတော့ Telegram ကကျွန်တော်တို့အတွက်အကောင်းဆုံးနဲ့အထားအကျဆုံးရွေးချယ်စရာတစ်ခုဖြစ်လာပါတယ်အပိုင်း၃ကိုကြောက်လာပါပြီခုနကဦးနောက်ကနေရလာတဲ့အချက်လက်တွေကို Telegram စီအထားကျကျနဲ့ Smart ကျကျဘလို့ချိတ်ဆက်ထုတ်ပေးမလဲဆိုတာကိုအဓိကထားလေ့လာတော့ပါမယ်လက်တွေ့လုပ်ငန်းခွင်မှာ Agent နဲ့ Telegram ကိုဘလို့တွဲတုံးလဲဆိုတာဥပမာကြည့်လိုက်ပါcrypto ရေခွက်ကိုခွဲချမ်းစစ်ပြတဲ့နေရာမှာဆိုရင် AI က coin market cap ကအချက်လက်တွေကိုတွက်ချက်ပြီးရလက်တွေကို Telegram ကိုသစင်အချိန်နဲ့တပြေးညီတိတိကျကျပို့ပေးတာမျိုးပေါ့ social media ဘိုင်းမှာဆိုရင်လည်း Instagram ကဗီဒီယိုတွေကို download ဆွဲပြီးတာနဲ့ Telegram မှာ file link နဲ့အတူချက်ချင်းအလက်လှမ်းပေးတာမျိုးပေါ့ e-commerce ရဲ့အတက်ဆိုရင်လည်းရောင်းအားအချက်လက်တွေကို sync လုပ်ပြီးအဖွဲလိုက် channel တွေစီလင်းမြင်မြန်တဲ့ပို့ပေးတာမျိုးတွေအထိအသုံးပြုလို့ရနေပါပြီတကယ်ကိုမိုက်တယ်မဟုတ်လားအဲ့ဒီလိုအလုပ်လုပ်ဖို့ workflow အဆင့်တွေကိုဘယ်လိုတိဆောက်ရလဲကြည့်ရအောင်အရန်ကိုရိုးရှင်းပါတယ်အဆင့်ထက်ကစနစ်ကိုစတင်မဲ့ trigger ပါအချိန်သတ်မှတ်တာဒါမှမဟုတ်ဖြစ်ရတစ်ခုခုကြောင့်စတင်တာမျိုးပေါ့အဆင့်နှစ်ကတော့ခုနကပြောခဲ့တဲ့ AI agent ကအချက်လက်တွေကိုတွက်ချက်ခွဲချမ်းစိတ်ဖြားတဲ့အဆင့်ပါပြီးရင်နောက်ဆုံးအဆင့်3အနေနဲ့အဲ့ဒီရလက်တွေကို Telegram ကနေတဆင့်အလိုလျောက် message အထစ်ပို့ပေးလိုက်တာပါပဲဒီ3စင်တီနဲ့တင်ရှုပ်ထွေးတဲ့စနစ်ကြီးတစ်ခုလုံးအလွဲတကူလဲပတ်နေရပါဒိုးတိုင်းကိုရေးပြီးတိဆောက်ရမယ့်အစားဒီလိုအလိုလျောက်စနစ်တွေကိုသုံးတာဘလောက်တောင်အချိန်ကုန်သက်တာလဲဆိုလား developer တူဖြစ်တဲ့ François ရဲ့စကားကအကောင်းဆုံးသက်သေပါပဲတာမန်အားဖြင့်သူ့ရဲ့လှုပ်ချင်းယူပြီးရေးရမယ့်အလုပ်တစ်ခုကို N8N တို့အပြုတ်ပြူလိုက်လို့2နာရီတွင်းမှာတင်အပြီးစီးလုပ်နိုင်ခဲ့တယ်တဲ့အချိန်ကုန်သက်တာမှုကတကယ်ကိုမယုံနိုင်စရာပါပဲ
ဒါပေမဲ့ဒီနေရာမှာစဉ်းစားကြရမယ့်ခွင့်တစ်ခုပေါ်လာပါတယ်အမြဲတမ်းအရာအလုံးကချောမွေနေပါမလားတကယ်လို့မြောက်ကိုသုံးနေတဲ့ AI assistant ကြီးကရုတ်တရက်အလုံးမလုံးတော့ပဲရက်သွားခဲ့ရင်ဒါမှမဟုတ်တစ်ခုခုမှားယွင်းသွားခဲ့ရင်ဘာဆက်ဖြစ်မလဲ အဲ့ဒီလိုပြဿနာတွေအတွက်အပိုင်းလေးကိုရောက်လာပါပြီစနစ်ထမ်းမှာအမားယင်းတွေဖြစ်လာခဲ့ရင်ထေချာဂရုကဆိုင်နဲ့အထာကြကြဘလို့ကိုင်းတွေဖြည့်ရှင်းမလဲဆိုတဲ့နည်းလမ်းတွေကိုဆွေးနွေးထားပါမယ်ပထမဆုံး error log workflow ဆိုတဲ့သဘောတရားကိုနားလည်ထားဖို့လိုပါတယ်ဒါကကိုအဓိကအသုံးပြုနေတဲ့စနစ်တီတွေကတခုခုချိုးယွင်းထားတာနဲ့ချက်ချင်းအလိုလျောက်စက်တင်အလုံးလုံးမဲ့နောက်ွယ်ကအရင်စနစ်တကူပါအမိုက်ဆုံးအချက်ကဒီ error log ကိုတခါတည်းတေချာလေးဖန်တီးထားလိုက်ရုံနဲ့ကိုသုံးနေတဲ့ AI agent workflows ဒီအလုံးနဲ့ချိတ်ဆက်ထားလို့ရတာပါပဲ ဒီ error log ကအလုပ်လုပ်ပုံအစင်းစင်းကိုကြည့်အောင်သူက error trigger ဆိုတဲ့ notes နဲ့စတင်ပါတယ်တခုခုမှားပြီးဟဲဆိုတာနဲ့ cookie sheet ထဲမှာဘယ် action ဘယ်နေရာမှာမှားထားတယ်ဆိုတာကိုအရင်ဆုံးမှတ်တမ်းတင်ပါတယ်ပြီးရတဲ့ developer တွေစီကို Slack ဒါမှမဟုတ် Telegram ကနေတစ်ဆင့်ချက်ချင်းလမ်းပေးအကြောင်းကြားပါတယ်အဲ့ဒီအကြောင်းကြားစာထဲမှာဘယ် note ကဘာကြောင့်မှားယွင်းသွားတယ်ဆိုရဲအသေးစိတ်အချက်လက်တွေပါဝင်တဲ့အတွက်ပြဿနာကိုဘယ်နေရာမှာသွားပြတာမလဲဆိုတာချက်ချင်းသိနိုင်တာပေါ့ ဥပမာအနေနဲ့လက်တွေ့မှာ Telegram ဒါမှမဟုတ် Slack ကနေဝင်လာမဲ့အသီးပေးချက် message လေးကိုကြည့်လိုက်ပါ chat module subnote ကိုချိတ်ဆက်ပြီးဖွင့်ထားရပါမယ်ဆိုပြီးအမားဖြစ်သွားတဲ့အကြောင်းရင်းအတိအကျကိုရှင်းရှင်းလင်းလင်းဖော်ပြပေးပါတယ်ဒါဆိုရင်ဘယ်နေရာမှာလွတ်သွားလဲဆိုတာကိုတန်းသိနိုင်လို့ပြဿနာရှာရတဲ့အချင်းကိုအများကြီးသက်သာစေပါတယ် ဒီနေရာမှာအလွန်ရေးကြီးတဲ့ကွာခြားချက်တစ်ခုကိုသတိထားဖို့လိုပါတယ်။ Init and မှာပြဿနာဖြစ်တိုင်းအကုန်လုံးတူတူပဲလို့ထင်ရင်မှားသွားမှလိမ့်မယ်။စစ်တဲ့တစ်ခုလုံးဝရပ်တန့်သွားတဲ့ပုံမှန်ချိုးယွင်းမှုမျိုးမှာဆိုရင် execution လို့ခေါ်တဲ့အလုပ်လုပ်တဲ့ဖြစ်စဉ်ကအနီရောင်ပြသွားပါလိမ့်မယ်။ဒါပေမဲ့တခါတလေ API ခီးမနေရမျိုးလို့ authentication ပြဿနာဖြစ်တဲ့အခါထူကအလုံးမလုပ်ပေမဲ့ execution ကအစိမ်းရောင်ပြနေတတ်ပါတယ်။ဒါကိုထူးချိုးယွင်းမှုလို့ခေါ်ပါတယ်။အဲ့ဒီအခါမျိုးမှာ AI agent ကချိဆက်လို့မရကြအောင်ကိုရင်းချင်းချင်းနဲ့အတိပေးတုံ့ပြန်လိရှိပါတယ်။ဒီကွာခြားချက်ကိုသိချနားလည်ထားမှပြဿနာကိုမှန်မှန်ကန်ကန်ဖြေရှင်းနိုင်မှာပါ ကဲနောက်ဆုံးအပိုင်းဖြစ်တဲ့အပိုင်း5ကိုရောက်လာပါပြီဒီစနစ်တွေကိုသုံးပြီးကန့်သက်ချက်မရှိတဲ့အလို့အလျောက်လှုပ်ဆောင်ခြင်းတွေဘယ်လိုဖန်တီးမလဲဆိုတာကြည့်လိုက်ကြရအောင် အလိုအလျောက်စနစ်တီကိုအများကြီးနဲ့မြန်မြန်ဆန်ဆန်ဖန်တီးခြင်းနဲ့ဆိုရင် Manus AI လိုကိရိယာတွေကတကယ် pro တွေတုံးတဲ့လိုအပ်ချက်ပါပဲလုပ်ငန်းရေးလိုအပ်ချက်တီကို prompt တီထဲရေးချဲလဲယုံနဲ့တင် Manus AI က NHN ရဲ့ documentation တီကိုသူ့ဟာသူတိကျဖတ်ရှုလေ့လာပြီးချက်ချင်းအသုံးပြုလို့ရတဲ့ JSON file တီကိုဖန်တီးပေးပါတယ်ဘယ်လိုတက်ဆင်ရမလဲဆိုတဲ့လမ်းညွှန်ချက်တွေကိုပါအပြည့်အစုံထုတ်ပေးတာပါ prompt တစ်ကြောင်းတည်းနဲ့တင်တည်တံ့ NHN workflows တီကိုချက်ချင်းဖန်တီးနိုင်တဲ့အထိတကယ်ကိုအစွမ်းထပ်ပါတယ် ဘလောက်တောင်တွင်ကျနေပြီလဲဆိုတာကိုကင်းကရင်းနဲ့ပြရင် Bodra AI လို platform တွေမှာအသုံးပြုဖို့အသင့်ဖြစ်နေတဲ့ workflow ပေါင်း1000ကျော်တောင်ရှိနေပါပြီဒါက N8N ကိုအသုံးပြုပြီးဖန်တီးလှုပ်ဆောင်နိုင်တဲ့ AI တွေဟာလုံးဝကိုအဆုံးအစမရှိကျပြန့်လှတယ်ဆိုတာကိုညွှန်ပြနေတာပဲဖြစ်ပါတယ်အဆုံးသက်အနေနဲ့အားလုံးကိုစဉ်းစားစရာမိခွန်းလေးတစ်ခုခြံထားခဲ့ချင်ပါလေလက်ရှိအချိန်မှာလူကိုယ်တိုင်အချိန်ကုန်ခံပြီးနေတိုင်းထက်ခါတလဲလဲလုပ်နေရတဲ့အလုပ်တီထဲကဘယ်အလုပ်တီကိုများ innate AI agent ကိုမနှက်ဖြန်ကစပြီးလွှဲပြောင်းလှုပ်ဆောင်ခိုင်းနိုင်မလဲဒီမိခွန်းကနေတဆင့်အလူအလျောက်စနစ်ရဲ့အလားအလာတွေကိုကောင်းကောင်းမြင်တွေ့နိုင်ပြီးကိုယ်ပိုင်စနစ်တွေကိုယုံကြည်မှုရှိရှိစတင်တည်ဆောက်ဖို့အားလုံးပဲအဆင့်တင်ဖြစ်နေပြီလို့ယုံကြည်ပါတယ်ဒီနေ့ရဲ့ရှင်းလင်းတင်ပြချက်ကိုအဆုံးထိလိုက်ပါလေ့လာပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်